အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကအတက်အကျ14ချိန်တိတိရှိပြီးတော့ညနေမှာတော့400အကျနဲ့ဈေးပိတ်သွားပါပြီဒီနေ့က28ရက်နေ့4လပိုင်း2025ခုနှစ်ညနေပိုင်းတိုင်းရွှေဈေးကတော့400ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောက်နေဈေးက9200နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက9200နဲ့မှ200လက်ဝတ်ရန်တိုင်းဈေးနှုန်းတွေကတော့ဆိုင်ကရောက်နေဈေးက9300နဲ့မှ100ဆိုင်ကလက်ခံတဲ့ဈေးက9255.96နဲ့ပေါက်ဈေးရှိပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3281နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းဘတ်ငွေ33.66နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကအမီအစည်းထိုင်းရွှေခဲတဲ့ဘတ်သားကို92,500နဲ့ပေါက်ဈေးရှိနေပါတယ်ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က92,200နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝတ်ရန်တိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝတ်ရန်တာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ရာခိုင်နှုန်းပြတ်ပြီးတဲ့အပြင်ကို49,500ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှလည်းတိုင်းရွှေဈေးတွေကအကျဈေးနဲ့ရှိနေပါသေးတယ်ထိုင်းရွှေကရေတိုနေနဲ့ကြာနေပြီးမဲ့ရေရှည်နေနဲ့ထိုင်းရွှေကတစ်ပတ်သားကို6000အထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ရှိမှထိုင်းရွှေဈေးတွေကကြာနေတာဖြစ်တဲ့အတွက်ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေအတွက်ကဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခံ205ဘတ်သားဒီဝယ်မယ်ဆိုရင်လက်ခံအကုန်ကြမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ